ရေတောင်များရင်ခန္ဓာကိုယ်မှာဘာတွေဖြစ်လာမလဲဆိုတာကိုရှင်းပြပေးချင်ပါတယ်။မင်္ဂလာပါကျွန်တော်ကတော့ကုလူလေးပါဒီเจ้าအလေးကိုပြောမယ်ဆိုတော့ကျွန်တော်အရင်ကပြောနေကြတနေ့တာမှာရေများများတောက်ပါဆိုတာမှားနေလားဆိုပြီးမေးကြတွေရှိလာနိုင်ပါတယ်။တကယ်တော့ကျွန်တော်အခုပြောမယ့်အကြောင်းအလေးကလူတစ်ယောက်ရဲ့ကြောက်ကက်ကစွန့်ထုတ်နိုင်တဲ့ပမာဏကိုကျော်လွန်ပြီးတော့အချိန်တိုတွင်းမှာရေအများကြီးတောက်သုံးလိုက်ရင်ဘာတွေဖြစ်တတ်လာလဲဆိုတာကိုရှင်းပြပေးမှာဖြစ်ပါတယ်ဗျ။ဒီเจ้าအလေးကိုကျမ်းမာရေးဆောင်မတူကနေမှီညမ်းပြီးတော့ကောင်းနှုတ်ဝေမျှပေးခြင်းဖြစ်ပါတယ်ဗျ။ကျွန်တော်ရဲ့ခန္ဓာကိုယ်မှာကြောက်ကက်ကတနာရီအတွင်းမှာရေ800မီလီလီတာကနေ1000မီလီလီတာ1လီတာဝန်းကျင်ကစွန့်ထုတ်နိုင်ပါတယ်။အချိန်တိုအတွင်းမှာဒီထက်ပိုတဲ့ရေကိုတောက်သုံးမိလိုက်တဲ့ဆိုရင်တော့ပြဿနာတွေဖြစ်လာနိုင်ပါတယ်ဗျ။ဘာကြောင့်ပြဿနာတွေဖြစ်လာလဲဆိုရင်ခန္ဓာကိုယ်ထဲမှာရေတွေအများများလာရင်ခန္ဓာကိုယ်ထဲကဆိုဒီယမ်ဓာတ်တွေကတဖြည်းဖြည်းလျော့နေလာပါလိမ့်မယ်။ဆိုဒီယမ်ဓာတ်တွေလျော့နေလာရင်ဆိုဒီယမ်ဓာတ်တွေရဲ့စွမ်းဆောင်ရည်တွေကျဆင်းလာမယ်။ဆဲလ်တွေကိုထိမ့်သိမ်းနိုင်မှုတွေလျော့နေလာမယ်။ဒီချိန်မှာဆဲလ်တွေကပွာလာတယ်။အခြားနေရာကဆဲလ်တွေပွာလာတာကတော့ပြဿနာမရှိဘူး။အုံနောက်ကဆဲလ်တွေပွာလာပြီဆိုရင်တော့ကျွန်တော်တို့ခေါင်းမူတာတွေပြုတ်အန်တာတွေမအီမသာဖြစ်ပြီးတော့သတိလစ်တဲ့အထိပါဖြစ်နေပါတယ်ဗျ။ဒါကြောင့်ကျွန်တော်ဆရာနန်းပြောနေကြစကားလေးတိုင်းပဲ listen to your body ပါကိုယ့်ရဲ့ခန္ဓာကိုယ်ကအချက်ပြအလေးကိုပြန်လည်နားထောင်မယ်ပြန်လည်သုံးသပ်ပြီးတော့အမှန်တကယ်ရေစာမှသာရေတောက်ပါဗျ။ဘာလို့ဒီလိုပြောရလဲဆိုရင်တချို့ကရေတောက်ဖို့အတွက်ကိုအလန်းနေပြီးတော့ရေစာမစာတနေ့မှာရေအများကြီးတောက်အောင်မယ်ဆိုတဲ့အသီးနဲ့အလန်းနေပြီးတော့တောက်နေကြရလေးတွေကိုသတိပြုဖို့ကျွန်တော်ကအသိပေးခြင်းဖြစ်ပါတယ်ဗျ။ဒါပေမဲ့ကျန်းမာရေးပြဿနာတစ်ခုခုကြောင့်ဆရာဝန်ကနေအချိန်နဲ့ရေတောက်ရမယ်ဆိုပြီးတော့ညွှန်ကြားထားတဲ့လူတွေကိုဆိုလိုတာမဟုတ်ပါဘူးဗျ။ရေဘူးရဲ့လူတစ်ယောက်မှာတစ်နေ့တာမှာအမျိုးသားတစ်ယောက်ဆိုရင် 3.7 လီတာရေ4လီတာဝန်းကျင်ကတောက်သုံးဖို့လိုအပ်ပါတယ်။အမျိုးသမီးတစ်ယောက်မှာဆိုတော့ရေ 2.7 လီတာ3လီတာဝန်းကျင်ကတောက်သုံးဖို့လိုအပ်ပါတယ်။ပူအိုက်တဲ့ရာသီဥတုမျိုးတွေအားကစားလေ့ကျင့်ထားတဲ့လူတွေ gym ဆော့ထားတဲ့လူတွေကာဒီယိုလေ့ကျင့်ထားတဲ့လူတွေအပြင်မှာထွက်ပြီးတော့ပြေးလေ့ကျင့်ထားတဲ့လူတွေကတော့ခန္ဓာကိုယ်မှာအားကစားလုပ်ထားလို့လှုပ်ရှားထားလို့ချွေးရမ်းထွက်လို့ရေဓာတ်တွေဆုံးရှုံးသွားရင်တော့ရေဓာတ်တွေပြန်လည်ဖြည့်တင်းဖို့လိုအပ်ပါတယ်ဗျ။ဒီကြောင့်အလေးကမိတ်ဆွေတို့အတွက်အဆင်ပြေမယ်အကျိုးရှိမယ်ဘုသူတရရမယ်လို့မျှော်လင့်ပါတယ်။အဆင်ပြေတဲ့အကျိုးရှိခဲ့ဆိုရင် comment မှာ OK လို့တစ်ချက်လောက်မှတ်ငယ်ပြီးပါဦးမယ်။ဗီဒီယိုလေးကိုဆုံးတဲ့ကြည့်ပြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်